Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ညစ်ချင်ရတာလေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့ခောက်ဆဲပြုတ်လေးလှူစားပြလို့အားလုံးနဲ့လည်းလှူစားလို့ရအောင်မျှဝေလိုက်ပါတယ်ဒါလေးကတော့တရုတ်ညစ်ချင်ခောက်ဆဲလေးပါရှင်အခုလိုမျိုးအထုပ်ကြီးတစ်ထုပ်ထဲမှာအထုပ်အသေးလေးတွေ8ထုပ်ပါပါတယ်ဒါလေးကတော့အဆက်အရသာအထုပ်ကလေးပါဒါကတော့ပဲသီးလေးတွေထည့်ထားတဲ့အထုပ်ပါရှင်ဒါကတော့မြစ်ချင်အထုပ်ကလေးပါရှင်ဒါကတော့အရသာအထုပ်ကလေးပါတိုဘူးကြော်တုပ်လေးပါရှင်ပြီးရင်သူ့ရဲ့ထဲမှာပါတဲ့ခောက်ဆဲတုပ်ပါမြေပဲပါပါတယ်ဒါကတော့ရှာလကာကြီးထုတ်ပါရှင်ဒေဦးထဲမှာရေနွေးလေးတွေပုတ်ပွက်ဆူလာပြီဆိုလို့ရှိရင်ခောက်ဆဲလေးကိုထည့်ပြုတ်လိုက်ပါတယ်ပြီးရင်တော့အရသာအထုပ်ကလေးထည့်လိုက်ပါတယ်မြစ်ရှင်ထည့်ပါတယ်မြစ်ရှင်ကအချိန်ရတာလေးပါတာမို့လို့ရှာလကာရီအထုပ်ကိုတော့မထည့်ဖြစ်ပါဘူးရှင်ဒါကတော့အရွက်အထုပ်ကလေးပါအရသာလေးတွေနှံ့သွားအောင်လို့မူသားလိုက်ပါရဲ့ရှင်အခုတလောလိုင်းမော်တက်လိုက်လို့ရှိရင်ခရူးမြစ်ချင်းခောက်ဆဲပြုတ်လေးတွေစားနေတာအမြဲတမ်းတွေ့နေရတာနဲ့ကိုယ်လည်းစားကျင်စိတ်ဖြစ်လို့လိုက်လို့စားတာဖြစ်ပါရဲ့ရှင်အဆက်ထုပ်လေးပါထည့်ပေးလိုက်ပါတယ်အဖုံးလေးဖုံးပြီးတော့ခောက်ဆွဲလေးတွေနူးလာတဲ့အနေထားထိတည်သွားပေးလိုက်ပါတယ်ရှင်ဒီခရုံးမြစ်ချင်ခောက်ဆွဲလေးရလေးမြစ်ချင်ကြိုက်တဲ့လူဆိုရင်တော့ကြိုက်မှသိကြပါတယ်ချင်းချင်းဆက်ဆက်လေးနဲ့အရန်ကိုမှစားလို့ကောင်းပါတယ်ရှင်ခောက်ဆွဲလေးပျော့သွားပြီဆိုလို့ရှိရင်တော့တိုဘူးကြော်လေးတွေရဲ့မြေပဲလေးတွေကိုထည့်ပေးလိုက်ပါတယ်ခဏလေးတည်ထားပေးလိုက်ရင်တော့ရပါပြီရှင်တကယ်လို့အဆက်မကြိုက်ဘူးဆိုလို့ရှိရင်တော့အဆက်ထုတ်ကိုအနည်းငယ်ရှော့ထည့်တာပိုကောင်းမယ်လို့ထင်ပါတယ်ရှင်အခုဆိုရင်တော့ချင်းချင်းဆက်ဆက်လေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့မြစ်ချင်းခောက်ဆွဲလေးရပါပြီရှင်အားလုံးလဲလှုပ်စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်